မောလိုက်တာဒီမှာကျတော့ထိုင်ဝမ်လူတွေကကြီးရလိုက်ကြည့်ကြတာပေါ့နော်သူတို့လူမျိုးမျက်နှာနဲ့မတူလို့လိုက်ကြည့်ကြတာရှက်စရာโอเคလားပါရှိတိုရောက်ပြီရှိတိုရောက်ရှိရှိတိုလမ်းကအကွေးကောက်တွေနဲ့တောင်တက်လမ်းနေပဲဖြစ်ပါတယ်ကောင်းမှုလိုက်တာအခုကတော့ရှိတိုကိုသွားနေတာဖြစ်ပါတယ်အခုကတော့ရှိထိုကိုရောက်ပြီပေါ့နော်ဒါတော့လက်မှတ်ဝယ်တဲ့နေရာပေါ့နော်လက်မှတ်တော့ဝယ်မှာဖြစ်ပါတယ်မသိဘူးလေတယောက်ကို250ခလေးလေးတွေက200လားအန်ဒါ12ဆိုလို့ရှိရင်200ခွေးလာလို့မရဘူးကြောင်လာလို့မရဘူး over 65လေးဆိုတော့ local people are free တဲ့တောင်တန်းနေဆိုတော့နည်းနည်းဒီအေးတယ်ပေါ့နော်အခုကလေဒါရှိတိုတဲ့ကိုဝင်ဖို့မြေပုံပေါ့နော်တို့အပေါ်ပါသွားလို့ရတယ်နေရာလည်းရှိတယ်ပေါ့နော်ခီးကတင်လာတာမအေးဘူးလို့ထင်တာလေခွာတော်တော်လေးအေးတယ်ပေါ့နော်ဒီလိုမျိုးကားလေးနဲ့လည်းသွားလို့ရတယ်ပေါ့နော်ဒီလိုကားလေးနဲ့ပတ်စံပေးရတာလားဘယ်လိုလဲအဲ့လိုကားလေးနဲ့လည်းသွားလို့ရတယ်ပေါ့နော်ပတ်စံပေးရတယ်ပေါ့ဘယ်လောက်လဲတော့မသိဘူးရတော့ဗီလာလေးပေါ့နော်ညအိတ်လို့ရအဲ့တော့ဒီနေရာလေးကတော့ cherry ပန်းတွေပွင့်တဲ့နေရာပေါ့နော်အခုကတော့ cherry ပန်းမပွင့်သေးဘူးပေါ့နော်ဒီပင်လေးတွေက cherry ပန်းပင်လေးတွေပေါ့နော်တထောင်လုံးကဒီလိုအပင်တွေကြီးပဲပေါ့နော်ဒီနေရာလေးရောက်ခံနေပြီပေါ့နော်你北家真劲嘛？香，绿呀。စလာတော့ချမ်းနေအခုလမ်းလျှောက်ရတဲ့ပူတယ်ပေါ့နော်အင်ကြီးပါချွတ်လိုက်ရဒီလိုမျိုးစမ်းကြောင်းလေးလည်းရှိတယ်နော်
လဲနေတဲ့တစ်ပင်ဟိုကဘိုးကျိုးပြစ်လို့တဲ့ပြစ်လဲသွားတာတဲ့ 什么啊？什么？ ဒီမှာလူတော်တော်များများကတော့လူငယ်တွေနေတယ်ပေါ့နော်အသက်ကြီးတဲ့လူတွေပဲလာကြတယ်ဟိုရှေ့ရနေရာဒီမှာကအစားအစာနဲ့ပပရှိတယ်ပေါ့နော်ဘိုက်စားလို့ရှိရင်ဝယ်စားလို့ရပါတယ်ကီရိုကတော့ရေရယူလာတယ်အစားအစာလည်းယူလာဒါပေမဲ့ကားပေါ်မှာထားခဲ့တာပေါ့နော်အခုတော့ဘိုက်စားနေပါပြီရေလည်းတောက်ချင်နေပါပြီဒီနာမည်ဆိုရင်တော့ရေဘူးလေးတွေရောအစားအစာလေးတွေရောယူခဲ့ပေါ့နော်မျိုးပန်းမွင့်လေးလည်းရှိပါတယ်အကောင်လုံးအသက်ကြီးတဲ့လူတွေကြီးပါပဲလူငယ်တွေကတော်တော်လေးနဲတယ်မလာကြဘူးပေါ့နော်တောင်တက်ရဆိုတော့အသက်ကြီးတဲ့လူတွေပဲလာကြတယ်ပုံမှန်တစ်ခုခုစားလို့ရတဲ့နေရာလေးပေါ့နော်ဒီကတော့ ကျုပ်စားမှာလား ကျဲဥစားမယ် ဟိုစတီကီရဆောင် sticky rice တကူ up to you I just want to eat a little bit ဒီကအစားအစာလေးဒီပေါ့နော်အဲ့တော့ဂီတို့မှစားလိုက်တယ်ဒါလုံးလေးပေါ့နော်那我也是很同意，说讲标 ဒီကကျဲဥပေါ့ 反正你们你不要给他有，但是讲因为我现在开始看懂了，这是我的。會啊还有没有那个店面的那个？我家里面自己煮的。玉米掉了，不用看了。没有肉。ဒီတော့အဲ့လိုလားတခါလားကြာ 我应该才一刀啊。 square ဒီတစ်ပင်ရတော့လဲဝါပေါ့နော်မိုးတူပြီးတော့လဲဝါတာပါမြောက်တွေလည်းရှိတယ်ဒီအဲ့မြောက်တွေကြတော့သူကရိုင်းတယ်အစားအစာတွေဆိုရင်သူကလူတယ်တတိထားရတာပေါ့နော်အဲ့အလေးတွေဒီကတော့အပေါ်ဆက်တက်လို့ရတယ်ပေါ့နော်ဂီကတော့မတက်တော့ဘူး
နည်းနည်းနောက်ကျနေလို့ပြန်တော့မှာပေါ့နော်ဒီနာအပင်နေကြတော့တော်တော်များများလဲကုန်ပြီပေါ့နော်လေတိုက်ပြီးတော့လဲကုန်တာထင်တယ်အများကြီးပဲ Ja, wat dan? လဲနေတဲ့အပင်တွေကလည်းအများကြီးပဲဒီကတောထဲတောင်ထဲဆိုပြီးမှတိတ်ဆိတ်နေတာဘယ်သူမှဟိုဘယ်လိုပြောမလဲတောကောင်လေးတွေអော်တဲ့တန်လည်းမကြောက်ဘူးပေါ့နော် Hallo, Joe, hier zo. အာလူကျော်လေးနဲ့ဆိုကောင်းပါနော်လှနော် Voorziet, hoor. Dat is in de treinkamer. တရားလာမှတ်လို့ရတယ်ဒီနားမှာတော်တော်တိတ်ဆိတ်တယ်ငှက်အော်တန်နေတရိษံအော်တန်နေတော့မကြားရဘူးပေါ့နော် Die doe alleen dan. Vandaag. ရွက်မိ ဒီဟာ sky walk ဒီတနေ့တော့ရင်တော့ sky walk ပေါ့နော်ကြီးတော့မသွားတော့ဘူးပြန်တော့မယ်ဒီအမိုက်ပုံလေးချစ်စရာလေး cherry bun လေးတွေပွင့်နေပါပြီ